ကြီးစစ်တက်ဖို့အတွက်နောက်ချမ်းကိုယ်တွေကိုအလှဘက်ကနေနှစ်ဖက်လုံးကိုဖြန့်ပြီးတော့တင်ထားပေးဒီဘက်တစ်ချမ်းနဲ့ဒီဘက်တစ်ချမ်းကိုအလှဘက်ကနေဖြန့်ပြီးတင်ထားအောင်နောက်ခောက်ဖို့အတွက်30 cm နေရာမှာအဲပန်နဲ့ဓာမျိုးမြင်းတွေကိုဖြည့်ထားကြီးစစ်မှာကဒါဆိုရင်ဒါအလှဘက်ဒါဆိုရင်ဒါအတွင်းထဲကမလှဘက်ခေါ်တာပေါ့နော်ကိုယ်တွေကိုအလှဘက်ကနေဖြန့်ပြီးထားသလိုကြီးစစ်ကိုလည်းအလှဘက်ကနေအလင်းမလာထားမယ်စစ်ကောင်းသူ့ကိုသုံးပြီးတော့ဒီအောက်ထီကိုခွဲလိုက်ခွဲပြီးတော့ဓာမျိုးလေးထားဒီဘက်ချမ်းကိုဒီဘက်ကနောက်ချမ်းကိုလည်းနဲ့အလှချင်းပူးပြီးတော့ဓာမျိုးလေးလာတွဲထားမယ်တွဲတဲ့အခါခောက်ရမယ်ဒီမင်းကနေမှအပေါ်ကို 0.5 တက်ပြီးတော့ဒီဇစ်ပိတ်နေရာလေးကိုထိထားပေးဒီနောက်မှာပင်ရက်နဲ့ထိန်းထားပြီးတော့ဇစ်ရဲ့အရှည်ကိုဒီအပေါ်ဘက်နဲ့တိုင်းပြီးတော့စစ်ဒီနေရာမှာသူကအစင်ပြေုံလောက်ပဲအရှည်ရနော်တခါတလေဇစ်ကြီးအပေါ်ရှည်ထွက်နေရမျိုးရှိတယ်ရှည်ထွက်နေရပြဿနာမရှိဘူးဖက်ထုတ်လိုက်လို့ရတယ်ဒါမျိုးတုံနေရဆိုလို့ရှိရင်တော့စမပြေဘူးနော်သူ့အိမ်ရခါကလည်းရှည်တယ်ရော့ပြီးတုံနေရဆိုလို့ရှိရင်ဒီဇစ်ကသုံးလို့မရဘူးနော်ဇစ်ရှည်နဲ့ပြောင်းပြီးတော့သုံးပေးရမယ်နော်ကြီးစစ်ရဲ့သဘောကကြတော့ဒီအပေါ်ကနေအောက်ထီကိုအစားဆုံးခွဲပြီးတော့ဝတ်လို့ရတဲ့ပုံစံမျိုးနဲ့ဝတ်ချင်တာနော်ပြည့်နဲ့တွဲတဲ့အခါသတိထားရမယ့်အချက်ရှိတယ်ဒီနောက်ချမ်းကိုရဲ့ပိတ်သားကဒါမျိုးအမှန်ရလက်ဖြစ်နေရမယ်ပိတ်သားကဒီနေရာမှာရော့ပြီးတော့ဒီနားလေးမှာတွန့်နေရမျိုးတွေပါနေလို့လုံးဝမရဘူးဒီချက်သတိထားပြရမယ်ဒီမှာကိုယ့်ရဲ့ပိတ်သားကိုမှောင်ဒီနေရာမှာပင်ရက်နဲ့မတွဲခဲ့ဘူးဆိုရင်တွဲချုပ်တဲ့အခါမှာကိုယ့်ရဲ့ပိတ်သားကြီးကတွန့်ပြီးတော့ဖောင်းတာတွေဖြစ်နိုင်တယ်ဇစ်ဝတ်တဲ့ခါကျလို့ရှိရင်လည်းအစမပြေဘူးမလှတာမျိုးဖြစ်လိမ့်မယ်ပင်ရက်နဲ့စိတ်တွဲထားတဲ့ရလက်ကိုမှခြိကျဲနဲ့ထပ်တွဲဖို့လို့ရင်ခြိကျဲနဲ့ထပ်တွဲနော်လုံးဝကိုမချုပ်ဘူးတဲ့သူဆိုလို့ရှိရင်လေပင်ရက်တွေစိတ်ထိုးထားတဲ့ရလက်နဲ့ကမတွဲနိုင်ဘူးနော်ပင်ရက်တွဲထားပြီးရင်ခြိကျဲနဲ့တွဲခြိကျဲတွဲပြီးတော့မှပင်ရက်တွေကိုဖြုတ်လိုက်ခြိကျဲတွဲထားတဲ့ရလက်နဲ့ကိုမှဆက်နဲ့ချုပ်တာမျိုးလုပ်မှာပေါ့နော်ဒီဘက်ချမ်းပြီးတော့ရင်ဒီဘက်ချမ်းကိုလည်းဇင်းနဲ့ကိုယ်လည်းနဲ့ကိုတွဲမယ်ဒီဘက်ချမ်းရဲ့ဇစ်ကဒီပုံစံမျိုးဒါကအလှဘက်နော်သူနဲ့ဒီဟာမျိုးမှန်အောင်ထားဒီနေရာမှာလည်း 0.5 cm ခွာပြီးတော့အမှတ်မှတ်ထားအဲ့ဒီမှတ်ကိုသုံးပြီးတော့ဒီကဇစ်ပိတ်နေရာလေးနဲ့ဇစ်အစွန်းလေးနဲ့လာထိဒီအောက်ဘက်မှာထိန်းပြီးတော့လို့ရှိရင်အပေါ်ဘက်ကိုကြည့်မယ်အပေါ်ဘက်မှာနောက်ချဲပိတ်စရဲ့အစွန်းနဲ့ဒီဇစ်ရဲ့ပိတ်သားနဲ့ထိတဲ့ဒီအစွန်းနေရာမှာဇစ်နေရာမှာအမှတ်ပေးထားဒီတော့ကျတော့အောက်ဘက်ကနေတောက်လျှောက်နော်ပင်ရနဲ့မတွဲသေးဘူးနော်ဒီအပေါ်ဘက်ကိုစစ်ချင်လို့ဒါမျိုးလေးဖိထားပြီးတော့ဒီဘက်ဇစ်ရဲ့ပိတ်သားမှာလည်းဒီအမှတ်မျိုးပေးချင်တယ်အဲ့ဒီမှတ်ကိုပေးဖို့အတွက်ကဒီမှာဇစ်ကိုဒါမျိုးလာထားဒီအပေါ်ဘက်အစွန်းချင်းညီနေရမယ်ဒီဘက်ကအမှတ်နဲ့တူတဲ့နေရာမှာအဲပန်နဲ့မြင်းချစ်ထားပေးနော်ဒီအမှတ်သားသုံးရမှာဒါကိုခဏဖယ်ထားဒီအမှတ်ကဒီဘက်ရဲ့ level အစွန်းပိတ်စာနဲ့တူဝဲထားပေးရမှာဒီမှာပင်ရထိန်ပြီးကျန်တဲ့ဒီနားတောက်လျှောက်မှာလည်းပင်ရထိန်ဇစ်ရဲ့ပိတ်သားနဲ့ကိုယ်ရဲ့ပိတ်သားနဲ့ရလက်ကိုပြန်ဆက်နော်ဒီနေရာဒီမှာကိုယ်ရဲ့ပိတ်စာကတွန့်နေတာမျိုးဖောင်းနေတာမျိုးလုံးဝမပအောင်ရလက်ကမှန်နေရမယ်နော်ဒီဘက်ချက်မှာလည်းပင်ရထိန်ပြီးပြီဒီဘက်ချက်မှာလည်းပင်ရထိန်ပြီးပြီဒီနေရာကိုချုပ်ဖို့အတွက်ဒီဇစ်ကောင်းကိုအပေါ်ဘက်ကိုဆွဲတင်ထားဒီချုပ်ရိုးကိုရိုးပြီးကိုသုံးပြီးတော့ပဲချုပ်ရမယ်ဒီဘက်ကိုမှောင်ချုပ်ပြီးနောက်ထပ်ဟိုဘက်တစ်ချမ်းကိုလည်းပုံစံတူပဲတွဲချုပ်မယ်
နောက်ချမ်းတွေကိုရှေ့ချမ်းနဲ့ပခုံးနေရာကိုတွဲပြီးတော့ချုပ်ထားလိုက်ဓာတ်ဆက်မလိုက်သေးဘူးဒီလေဘင်းနေရာမှာနောက်ချမ်းကွတ်စာနဲ့တွဲပြီးချုပ်တာမျိုးလုပ်မယ်ကိုယ်ရဲ့အလှနဲ့လေဘင်းကွတ်စာအလှပတ်နဲ့ကိုထိထားပြီးတော့တွဲချုပ်မယ်ဒါမျိုးဒီနေရာမှာပြန်ထိန်းထားဒီနေရာမှာကျတို့က1 cm ချုပ်စာတုံးထားတယ်အဲ့ဒီ1 cm ချုပ်စာကိုဒါမျိုးလေးမှတ်ထားပြီးဒီနေရာမှာပြန်ရထိန်းဒီအောက်ဖက်မှာလည်းညီအောင်ထားပြန်ရထိန်းအပေါ်နဲ့အောက်နဲ့ကိုပြန်ရထိန်းပြီးတော့မှဒီအလေးနေရာတွေကိုမှန်အောင်ထားမယ်မျှပြီးထားတာပေါ့နော်ခြေသုံးတဲ့ပိတ်စာကချီဖုံလိုမျိုးပြော့တာကိုကောပိတ်တစ်ထက်ကတ်ထားတဲ့ပုံစံမျိုးလေဘင်းအလိန်ဒီဇိုင်းဆိုတော့အသားကိုပျော့လေးရက်လက်နဲ့ခြေတော့သုံးပေးထားတာအလဲမှာထိန်းပြီးရင်ဂျားရတဲ့နေရာတွေပါထပ်ပြီးတော့ပင်ရက်နဲ့ထိန်းဒီလောက်နဲ့ကိုမရသေးဘူးဆိုလို့ရှိရင်လည်းပင်ရက်ကိုထပ်စိတ်နော်ပြီးတော့ပင်ရက်နဲ့မချုပ်နိုင်တဲ့သူဆိုရင်ပင်ရက်နဲ့ထိန်းထားတဲ့ရက်လက်ကိုဒီနေရာတောက်လျှောက်ကိုခြိကျန်းနဲ့ထပ်တွဲနော်ဒီနေရာမှာကွတ်စာနဲ့ပခုံးနဲ့ကိုတွဲချုပ်တာမျိုးလုပ်ချင်တာနော်ဒီကောင်ကိုဒီလိုမျိုးလေးလှန်ထားရှေ့ချမ်းကိုဒီဘက်ကိုပို့လိုက်ဒီမှာပခုံးချုပ်ရိုးပေါ်လာပြီဒီကောင်လှန်ထားတဲ့ကောင်ကိုအပေါ်ကနေဖုံးပြီးတော့တင်လိုက်ပြီးတော့ဒီမှာညီနေအောင်လို့ထားဒီကောင်ကိုချုပ်တဲ့အခါခုနကချုပ်ခဲ့တဲ့ပခုံးချုပ်ရင်းနဲ့တူအောင်ချုပ်ချင်လို့ဒီနေရာနဲ့ချုပ်လို့မရဘူးဒီဘက်ချမ်းကနေချုပ်ရဒီအောက်ဘက်ကနေတောက်လျှောက်တစ်ခါတည်းချုပ်လိုက်မယ်နော်အစားဆုံးချုပ်မယ်ချုပ်ရင်ကျတို့ကဒီနားလေးမှာတချမ်းပီလေးနဲ့ပြောင်းပြီးတော့ကြီးစစ်ကိုပေါ့နော်ကတ်သွားအောင်ချုပ်တာမျိုးတစ်ခါလေးလုပ်မယ်အခုပင်ရထိုးရတဲ့အနေထားနဲ့မချုပ်တတ်ဘူးဆိုလို့ရှိရင်အခုပင်ရထိုးရတဲ့ပုံစံတိုင်းကိုခြိကျဲတောက်လျှောက်အကုန်လုံးလိုက်ပြီးတော့တွဲချုပ်ထားနော်ခြိကျဲတွဲပြီးရင်ပင်ရက်တွေကိုဖယ်လိုက်ပြီးတော့မှပဲဒီမှာကျတို့ကဇက်သွားနားလေးကတ်သွားအောင်တချမ်းပီနဲ့ချုပ်မယ်ဘော်ဒီဖိရလည်းရဖို့အတွက်ကအရန်မခတ်ဘူးနော်မိုးကလာတစ်ထည်ကိုကတ်ချက်နေအောင်ချုပ်ဖို့အတွက်ကလည်းအရန်မကြပါဘူးအထက်တစ်ထည်မှာကုန်ကျစရိတ်တွေအရန်များပြီးတော့မှရက်လက်ကောင်ထွက်တာလည်းလုံးဝမဟုတ်ဘူးကိုသုံးတဲ့မီလန်းကလေရမယ်ကောင်းရမယ်ဒါဆိုရင်ရက်လက်ကောင်ကထွက်မယ်အလွယ်ဆုံးနည်းတွေကိုပဲလိုချင်တယ်ရချင်တယ်ဆိုလို့ရှိရင်တော့ဒီချက်ရဲ့2026 body fit အတန်းကိုဖွင့်ပါပြီပြင်တန်းအနေနဲ့လည်းတက်လို့ရမယ် online တန်းအနေနဲ့လည်းတက်လို့ရမယ်ပြင်တန်းတက်ချင်တဲ့သူတွေကတင်တန်းရက်3ရက်ပါတင်တန်းချက်က3သိန်းခွဲတင်တန်းနေရာကရန်ကုန်ကျင်းမြင့်မြို့နယ်မှာပါ online တက်ချင်တဲ့သူတွေကတော့ Facebook နဲ့ Telegram နေရာနှစ်ခုကနေကြိုက်ရောက်ရေးပြီးတော့တက်လို့ရတယ် online တန်းကိုတင်တန်းကြီး3000သတ်မှတ်ထားတယ်ဒါတော့ဆိုတော့ promotion နေနဲ့ချင်း2000ခွဲနဲ့သူတို့ကိုပေးထားမယ် promotion ရက်ပြည့်လို့ရှိရင်တော့ပုံမှန်တင်တန်းကြီး3000နဲ့တက်ရမယ်နော်အပြင်တန်းကိုလက်တက်ချင်တဲ့သူတွေကချက်ချင်းလက်တက်လို့ရတယ်စောင့်နေကြလုံးဝမလို့အသေးစိတ်ထပ်ပြီးတော့သိချင်ရင်300ကို424 622 234ကိုဖုန်းဆက်ပြီးတော့မေးပါချက်ကိုယ်တိုင်ဖြည့်ပေးပါတယ်